မင်္ဂလာပါ switch mode power supply ကိုအခြေခံစက္ကက်ကလေးကိုကျွန်တော်ဆင်းနေတာကဒါမအောင်မြင်ဘူးဗျမအောင်မြင်တာလေးတွေပြရင်ပို့ပြီးတော့လူကနားလဲတယ်တကယ်နော်ကျွန်တော်ကအောင်မြင်တာပဲတန်းပြန်လူအထင်ကြီးတာပေါ့ဗျာဒါလူအထင်မကြီးအောင်မအောင်မြင်တဲ့အကြောင်းလေးတွေပြောပြတယ်ဟိုတော့ကျွန်တော်တကယ်ချင်းတယောက်လည်းရှိတယ်ဗျသူက ID တက်သွားတယ် ID တက်တော့သူကဒီဇိုင်းလောက်တာပေါ့ဗျာ class A အတိုင်းပါအကုန်လုံးဒီဇိုင်းလုပ်ပြီး racer တွေကိုသူ့ဖတ်သူလုပ်ပြီးတော့ super heavy ကိုဆင်းတယ်ဗျဆင်းတော့မရမယ်သူကအဲ့လိုပဲပေါ့ရအောင်ကလိတာပေါ့ဗျာကလိတော့ခင်ဗျာတော်တက်သွားပြီမလားဆိုတော့သူကအေးအတန်တော့မထွက်ဘူးသူကတိသွားပြီစက်ကဲသဘောတရားတွေပါတိတယ်ဒါပေမဲ့ तू ပြင်လို့မရဘူးဆိုတာ तू က bias နေရဗျာtheory တိုင်းလျှောက်လုပ်တဲ့ခါကျတော့အဆင်မပြေဘူးဗျလက်တွေ့ तू လောက်ထားတဲ့ racer တန်မိုးတွေကလက်တွေ့နဲ့မတူတော့ကျွန်တော်လည်းအဲ့ဒါမပြောဘူး तू ကသူ့ဘာသူဒီဇိုင်းလောက်တာပေါ့ဗျာစာအုပ်ထဲအတိုင်း10ကျိုးတချို့ရှိရမယ်ဆိုတော့ divider bias ဆိုတာဘာညာဆိုတော့လောက်တော့အဲ့မှာအဆင်မပြေဘူးshare လို့မြည်ပြီးတော့ review မထွက်ဘူး share လို့မြည် oscillator ပြောင်းပြန်လှန်ရတယ်ဆိုလည်းမရဘူးပေါ့ဗျာကျွန်တော်စီပြင်ဖို့လာတော့လဲကျွန်တော်လည်းလက်မြောက်လိုက်တယ်ဘာလို့လဲသူစင်ထားတဲ့ design က racer တွေအကုန်လုံးကိုပြန်လဲဖို့ကကျွန်တော်မလုပ်နိုင်တော့ဘူးเนาะအဲ့လိုပဲအခုလဲဘာပြောချင်လဲဆိုတော့ switch mode power supply ကိုအခြေခံ circuit ကိုဆင်းတာအခြေခံ circuit ကဗျာသူကblocking oscillator ဗျာblocking ဆိုတာပိတ်ဆို့တယ်ပိတ်လိုက်တော့ဖွင့်လိုက်ပိတ်လိုက်ဖြစ်တယ် switch လုပ်တာပေါ့ဗျာ supply ကိုအဲ့ဒီ oscillator supply ကို switch လုပ်တယ်နာမည်ကတချို့ဆိုရှိတယ်ဗျ ringing choke oscillator တို့ဘာလို့အမျိုးမျိုးခေါ်တာပေါ့နာမည်ကတော့အမျိုးမျိုးခေါ်တယ်နောက်တချို့နေဦးရတချို့ကဂျိုးတီဆိုဘာလို့ပေါ့ဗျာဒါနောက်ပိုင်းခေါ်တဲ့ဟာတွေတကယ်တော့အခြေခံက blocking ကစားနော်set တွေဆင်ပြီးဆိုရင်ဘာလို့လဲ supply ကိုအောက်ကအနှုတ်တစားအပေါင်းတစားအဲ့လိုဆင်ရင်ဟုတ်လား circuit ကခုနကတော့ circuit diagram ဖန်ပြီးအတိုင်းအစီအစဉ်တိုင်းဆင်လာတာကျွန်တော်နော်ဒီကနေပြီးတော့ biasing ပေးတယ်ဒါ base ပေါ့ဗျာနော်base တွေကမလှဘူးဆိုတော့ခဲအဟောင်းနေနဲ့ကျွန်တော်လုပ်ထားတယ်နော်ဒါ base line ပေါ့ဗျာ base line ထားရတယ်နောက်တစ်ခါဒီဘက်က collector ဒါ emitter မှာ racer 1.5 ohm ထားတာနော်ဒီက feedback ဝင်တယ် base ကိုဒီဘက်က winding ပေါ့ feedback winding တစားဒီဘက် ground ကိုဆက်တယ်နောက်တစားcapacitor လေးထိတယ်ကျွန်တော် 0.01 ထင်တယ်အဲ့လောက်လေးထည့်တယ်100 ohm နဲ့ base ကိုထည့်တယ်နော်ဒါစနစ်ပါတိုင်အောင်နဲ့ capacitor တကယ်တော့ဒီ capacitor မှာ racer လေးခွာမယ်အဲ့ဒါအတွေ့အကြုံလေးပြောပြပထမ तू ကဒီကောင်ပြောင်းပြန်ဖြစ်နေပြီ phasing ပြောင်းပြန်ဖြစ်နေ -2.7 volt ဖြစ်နေတယ်နော်အဲ့လိုမျိုးနော်အဲ့ဒါကို DC ကိုမေးတဲ့အခါကျ phasing ပြောင်းပြန်ဖြစ်လို့ပါလို့ဆိုတော့ဟုတ်တယ်လို့ပဲနော်ဒါထားနော် phasing ကလည်းကိုကအစတွေအဆုံးတွေမှန်ရတယ်နောက်ကျမေ့သွားဗျမေ့သွားတော့အဲ့လိုပဲရမ်းတမ်းပြီးတော့ဟိုဘက်လှန်လိုက်ဒီဘက်လှန်လိုက်လို့ရတယ်ဒီအပတ်ရေကနော်ဒီ collector နဲ့ဒီ supply မှာ primary ပတ်ထားတယ်အဲ့ဒါ260လောက်ပတ်တယ်ဗျဟိုတစ်ခါအရင်ကပြတ်သွားတော့ဗျဒီနားကပြတ်သွားတော့ကျွန်တော်ပြန်ပတ်တာ260လောက်ရှိတယ်ပထမတစ်ခါစမ်းတော့ဘယ်လောက်မှမသိအဲ့လိုပဲရမ်းတမ်းပတ်တာ300လား260လားမေ့တယ်ပြန်ရေကြည့်တော့260အခုဒီမှာ secondary auxiliary winding feedback winding ကိုအပတ်30လောက်မှရတယ်ဗျDC ကိုမေးတယ်အဲ့လိုပြက်တယ်ဆိုတော့ तू ကအပတ်ရေ short ပါဆိုတော့3ပတ်ရတယ်ဆိုတော့3ပတ်နဲ့လဲ तू က feedback ကအလုံးမလုံးအပတ်30လောက်ပဲပြန်တင်ရတယ်ဗျပြန်တင်တော့အပတ်30လောက်မှအလုံးလုံးတဲ့အခါမှာအခုဒီကောင်ကလည်းတန်မိုး तू ကအတင်း short ခိုင်းတယ်ကျွန်တော်ကမ short ဘူးဘာလို့ start current ဆိုတာနည်းနည်းလေးပဲပေးရမှာအဲ့ဒါကို 22k တို့ဘာလို့ထိရှောက်ပြီးတော့ခင်ဗျားအဲ့ဒါတော့မလုပ်ဘူးလို့ကျွန်တော်ဒီဘက်ကလို့ winding တိုးပတ်မယ်လို့feedback winding ဆိုတာဆရာတွေပါလေ तू ကပြန်ခေါ်ဆရာပြောတာမှန်တယ်ပါညာဒီကောင်ကိုလုပ်ရင် transfer ပြန်နောက်ပြီးတော့ blocking ရဲ့ theory ရကွာဒီကောင်က start current ဆိုတာပေးခဏပေးလိုက်တာပြီးရင်သူ့ဘာသူဆက်ခန့်နေတာ तू က online off လိုက်ဖြစ်ဒီဟာလေးကိုအစပြု biasing ဆိုတာနည်းနည်းလေးမဲ့အုံးလောက်ကလေးပေးရတာနော်အဲ့လိုလေးပေးအဲ့လိုလုပ်တယ်စနစ်ပါအဲ့ဒါပြောမယ်ကျွန်တော်လုပ်တော့တစ်ခါနောက်တစ်ခါကျဒီအသေးလေးနဲ့ပဲလုပ်တော့ဒီတိုင်းကပူလာရအဲ့တိုင်းကဘာလို့ပူလဲဆိုတော့ကျွန်တော်လည်း 14007 လာမယ်အဲ့ဒါပဲထည့်တာဘာလို့လဲဆိုတော့ဒီဒိုင်အုပ်နဲ့သုံးထားတဲ့
ဘာလေးတွေရှိတယ်ကွန်ပျူတာလေးတွေရှိတယ်ဗျာချာဂျာတို့ပါဆိုဒီကောင်တွေလည်းနည်းနည်းပါးပါးတော့ရမှာပေါ့ဆိုအဲ့ကောင်ပူလာရဒီကောင်မပြည့်ဘူးဆိုအဲ့နဲ့ဒီကောင်ဟိုတကယ် switch ဆိုင်အုပ်လာမသိဘူးရရှိတဲ့ဟိုသုံးထားတဲ့အဟောင်းနဲ့ဖြုတ်ပြီးပြန်ထည့်တော့နောက်တစ်ခါကျတော့ဒီခါတလောက်တော့ဖြစ်တာလို့ကျွန်တော်ကဒါကလုတ်ဝိုင်းနေပေါ့ဗျာဟိုလုတ်ဝိုင်းနေနည်းနည်းလေးဟိုဒီမီဒီလေးနဲ့လုတ်တဲ့ခါကျတော့မလင်းဘူးဗျအဲ့ဒါနဲ့ကျွန်တော်လည်းအများကြီးပတ်အောင်ပြီးတော့ဒီ phasing တွေလည်းမှန်နေတဲ့အချိန်မှာချတဲ့တော့မီဒီလေးကျွန်းသွားတယ်ဒီကောင်လည်းပြက်သွားတယ်နော်အဲ့တော့ဟိုကျွန်တော်ကဒီဟာကိုတန်ဖိုးမြင့်ခြင်းတယ်ဒီ DC ကလည်းပြောတယ် emitter eraser နော်တန်ဖိုးမြင့်ဒီကောင်မြင့်လိုက်ပါပြော baseline ကပြန်နေသွားမယ်အဲ့သဘောကဒါပေမဲ့ကျွန်တော်မမြင့်ချင်ဘူးဆိုတော့တကယ် switch mode idea ကိုကဒါကြီးမြင့်ဒီမှာစွမ်းရင်ကြားတဲ့ဟာအသေးပြန်ပြီးရောလက်တွေ့နဲ့ဟိုပေါ့ဗျာဒီဇိုင်းဆင်ရင်အမှန်ဒီကောင်ကိုမြင့်လိုက်ရင်ဟိုဒီကောင်မပြတ်တော့ဘူးဗျာဒါဟို on off ဖြစ်တယ်အဲ့ဒါပထမတစ်ခါတော့ကလည်းကျွန်တော်စမ်းမှုတယ်စမ်းတော့အဲ့ဒါလိုပဲအုံများများနဲ့တင်ထည့်လိုက်တာရတယ်ဗျာအကုန်အောင်မြင်သွားပြီအခုကဒါပြစ်ထားပြီးတော့ဟိုတော့ဘယ်လောက်နဲ့လုတ်ခဲ့မှန်းမသိတော့အခုတစ်ခါပြန်စမ်းရတာနော်အဲ့တော့ဒီ emitter ကိုကျွန်တော်တန်ဖိုးကြီးပြန်ပေးမယ်ဒီဟာလေးတွေကလည်းဒီလိုဗျဟိုအဟောင်းတွေသုံးတဲ့အခါကျတော့ဟိုတွတ်တာချက်တာဟိုပါပေါ့ဗျာကောက်ချက်ချတာတွေကမမှန်ဘူးဘာဖြစ်လို့လဲဆိုတခါလေးအကုန်လုံးမှန်ရတယ် transfer အညံ့သုံးလို့ပြန်ပြက်သွားတာလည်းရှိတယ်ရှိတော့ငါ circuit design မကောင်းဘူးဆိုပြီးတော့ကျွန်တော်ရှောက်ကလိတာတွေလည်းရှိတာပေါ့ဗျာစနစ်မကျလေ့လာတဲ့အခါကျအဲ့လိုတွေဖြစ်အခုဒါအားလုံးကပြီးသွားပြီဒါ phasing တွေလည်းမှန်ပြီခုနေ့ကဒီကောင်ပြက်သွားတယ်မီဒီကျွန်းသွားတယ်အဲ့ဒါပြန်ပြီးတော့ဟိုအချောတက်လိုက်ရင်ဒီကောင်ပြန်ပြီးအလုပ်လုပ်မဲ့သဘောရှိတယ်နော်အဲ့ဒါလေးကိုမအောင်မြင်ခင်ပြတာ